မျိုးသားတယောက်အိမ်ခေါင်မိုးပေါ်ကနေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမြင်တတ်နေပါတယ်။ဘေးပတ်ဝန်းကျင်မှာလည်းသူတို့လက်ရှိနေထိုင်နေတဲ့အိမ်နဲ့ပုံစံတူတွေအများပြားကိုအဆုံးအစမရှိတွေ့လိုက်ရတာကြောင့်ဖြစ်ပါတယ်။ချစ်ခင်ဆက်စနီးမောင်နှံစုံတွေဟာသူတို့အတွက်နားခိုစရာရိပ်မြုံဖြစ်တဲ့အိမ်တစ်လုံးကိုရှာဖွေနေခဲ့တာဖြစ်ပြီးတနေ့မှယွန်တာလို့အမည်ရတဲ့အိမ်ယာတစ်ခုကိုရှာတွေ့ခဲ့ကအိမ်ယာအပြင်စင်ကိုကြည့်ဖို့အတွက်တာဝန်ခံလမ်းပြတ်ခေါ်ဆောင်တဲ့နောက်ကိုလိုက်လာကြပါတယ်။တာဝန်ခံကသူတို့အတွက်အိမ်နံပါတ်6စီကိုခေါ်ဆောင်ကအိမ်ရဲ့အတွင်းပိုင်းအပြင်စင်ကိုရှင်းပြပြီးခြံနောက်ဖက်ခြမ်းကိုစစ်ကြည့်ဖို့တိုက်တွန်းပါတယ်။စုံတွဲကအားလုံးကိုစစ်ကြည့်ပြီးတဲ့ချိန်တာဝန်ခံကိုမတွေ့တော့တာကြောင့်လိုက်ရှာပေမဲ့ဘယ်သူမှရှိမနေခဲ့ပါဘူး။တာဝန်ခံပြန်သွားတယ်ထင်ပြီးအိမ်ပြန်ဖို့ကားမောင်းထွက်ခဲ့ပေမဲ့အဝင်လန်းကိုရှာမတွေ့ခဲ့ပဲအိမ်နံပါတ်6စီကိုတာပြန်ရောက်နေပါတယ်။ဆက်သွယ်ဖို့ဖုန်းထုတ်ကြည့်လိုက်တော့လိုင်းတွေအားလုံးပြတ်တောက်နေပါတယ်။နှစ်ယောက်သားစူးစမ်းပြီးအဝင်လန်းကိုရှာနေပေမဲ့အိမ်ယာတွေကဝင်းကပါလိုဖြစ်နေကကားစီကုံသွားခဲ့ပြီးအိမ်နံပါတ်6ရှိမှရပ်တန့်သွားပါတယ်။အမျိုးသမီးကပတ်ဝန်းကျင်ကိုအတန်ပြုတ်လိုက်ပေမဲ့ဘာတန်မှမကြားတော့အောင်တိတ်ဆိတ်နေပါတယ်။ညမောင်လာတာကြောင့်နှစ်ယောက်သားရွေးချယ်စရာမရှိခဲ့ပဲအိမ်ထဲဝင်ကရေခဲတက်တာထဲမှာရှိတဲ့ဝိုင်နဲ့စတော်ဘယ်ရီတီးကိုစားတော့ကအိပ်ရဝင်ခဲ့ကြပါတယ်။နောက်တစ်နေ့မှာအိမ်ပြန်လန်းစတွေ့နိုင်ဖို့အတွက်လေကားနဲ့အိမ်ခေါင်မိုးပေါ်တက်ကြည့်ခဲ့ပေမဲ့ပုံစံတူအိမ်ယာတွေနဲ့ပုံစံတူတိမ်တိုက်တွေကိုသာအဆုံးအစမရှိတွေ့လိုက်ရပါတယ်။ဒီလူကတော့အိမ်ယာတာဝန်ခံတယောက်ဖြစ်ပြီးသူ့ရဲ့မျက်လုံးအကြည့်တွေနဲ့မျက်နှာအမူအရာတွေကခန်းစားချက်မရှိတဲ့လူတစ်ယောက်ပုံစံဖြစ်နေပါတယ်။စုံတွဲဝင်လာချိန်မှာတော့သူ့ရဲ့ဖော်ရွေပြုံးရွင်နဲ့မျက်နှာပေါ်လာခဲ့ပြီးအိမ်ယာရဲ့ကောင်းကြောင်းတွေကိုစုံတွဲစိတ်ဝင်စားအောင်ရှင်းပြကနောက်ဆုံးမှာတော့ဝင်းကပါအိမ်ယာစီကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီကောင်လေးကတော့ဗိုက်စာလိုအတန်ကုန်အော်ဟစ်နေတာဖြစ်ပြီးအမျိုးသားနဲ့အမျိုးသမီးကစားတော့ဖို့အမြန်ပြင်ဆင်ပေးရပါတယ်။အမြင်ရဆိုတာမမီသားစုတစ်ခုလို့ထင်ရပေမဲ့သူတို့ရဲ့စက်ကြောင်းကထင်တယ်လို့မျိုးရှင်းပါဘူး။ဝင်းကပါအိမ်ယာထဲရောက်နေတဲ့စုံတွဲဟာဒီထဲကပြန်ထွက်နိုင်ဖို့အတွက်တအိမ်ဝင်တအိမ်ထွက်ကြိုးစားနေကြရင်မှောင်ရီပြိုးချိန်မှာမီးအလင်းရောင်တစ်ခုတွေ့ရတာကြောင့်ဝမ်းသာအားရအိမ်ထဲဝင်ခဲ့ပေမဲ့သူတို့နေထိုင်ခဲ့တဲ့အိမ်ဖြစ်နေပါတယ်။အိမ်ရှိမှာဘုံတပုံရောက်နေတာကြောင့်အမျိုးသမီးကအော်ဟစ်အကူအညီတောင်းနေချိန်အမျိုးသားကပုံးကိုမပြီးအိမ်ထဲဝင်ကပါလာတဲ့မီးချင်းနဲ့မီးကိုထွက်အောင်လုပ်ပြီးအများမြင်အောင်အချက်ပြဖို့ကြိုးစားလိုက်ပါတယ်။နှစ်ယောက်သားမိကိုတွေကိုထိုင်ကြည့်ရင်းပြင်ပအကူအညီလာဖို့အတွက်စောင့်ဆိုင်ကအိပ်ပျော်သွားကြပါတယ်။မနက်မိုးလင်းတော့ဂျက်ထူပုံနဲ့ကလေးတစ်ယောက်ရောက်နေခဲ့ပြီးသူတို့အိမ်ကလည်းအရင်လိုအကောင်းတိုင်းရှိနေတာကြောင့်အံ့ဩမြင်တက်သွားကြပါတယ်။ကောင်လေးက3လကျော်အတွင်းမှာကြီးထွားမှုအယမ်းမြန်နေခဲ့ပြီးသူတို့လိုပုံစံတူစကားတွေပြောကပုံစံတူအမူအရာတွေကိုလိုက်လုပ်တတ်ပါတယ်။တမနက်မှာအမျိုးသားပြစ်လိုက်တဲ့ဆေးလိပ်မီးဆက်ကမျက်ခင်းပေါ်ကျသွားကမြေကြီးမျက်နှာပြင်ပေါ်လာတာကြောင့်အားတက်သွားပြီးစတင်တူဖော်ကြည့်ကြပါတယ်။အမျိုးသားကနောက်ရက်တွေမှာလဲစူးစမ်းတူဖော်နေပေမဲ့ဘာသဲလွန်စားမှရှာမတွေ့ခဲ့ပဲကောင်လေးနဲ့အတူတီအိမ်ထဲမှာဘာမှမဖြစ်သလိုဆက်လက်နေထိုင်ရပါတယ်။တရက်မှာတော့ကောင်လေးရဲ့အော်ဟစ်တောင်းကျပ်မှုကိုတိမခံနိုင်တော့တဲ့အမျိုးသားကပောက်ကွဲသွားပြီးကောင်လေးကိုကားထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အချိန်အတန်ကြာတော့ကျင်နာတတ်တဲ့အမျိုးသမီးကကားတော့ကိုဆွဲယူပြီးကောင်လေးကိုကယ်ထုတ်လိုက်ပါတယ်။နှစ်ယောက်သားစကားမပြောဖြစ်တော့ပဲအမျိုးသမီးကတယောက်တည်းအထီးကျန်စွာနေ့ရက်တိုင်းကိုဖြတ်တန်းနေရပါတယ်။အမျိုးသားကတော့အရသာမရှိတာတွေကိုစားတော့ရင်အရှုံးမပေးပဲမြေကြီးတွေကိုနေရောညပါတူးဖော်ရင်မြေကြီးတွင်းထဲမှာအချိန်ကုန်နေခဲ့ပါတယ်။ကောင်လေးရဲ့ကြောက်စရာကောင်းတဲ့ပုံမှန်တွင်ပြင်မှုရာကြောင့်အမျိုးသမီးကသွေးပြက်လောက်အောင်တုံလုံးချောက်ချသွားပါတယ်။ကောင်လေးကသူမတို့စုံတွဲကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ကင်မရာတစ်ခုလိုအမြဲတမ်းစောင့်ကြည့်နေတတ်ပါတယ်။တခါတလေသူမတို့ရဲ့ကိုရေးကိုတာကိစ္စတွေကိုချောင်းကြည့်နေတတ်ပြီးသူမတို့နဲ့ပုံစံတူတွေကိုတသွေးမတိန်လိုက်လုပ်တတ်ပါတယ်။ညပိုင်းမှာအမျိုးသမီးနဲ့အမျိုးသားအိပ်ပျော်နေချိန်ထူးဆန်းပြီးစူညံတဲ့အတန်ကြောင့်နိုးလာခဲ့ပါတယ်။အောက်ထပ်ကိုအပြည့်စင်းကြည့်လိုက်တော့ကောင်လေးက TV မှာထူးဆန်းတဲ့ဗီဒီယိုကိုကြည့်နေတာကြောင့်အမျိုးသားကပိတ်လိုက်ပေမဲ့ပြန်ဖွင့်ပြီးဆက်ကြည့်နေပါတယ်။အမျိုးသမီးကဝင်ပြောပေမဲ့ပြောလို့မရခဲ့ပဲနောက်ဆုံးတော့လက်ရော့လိုက်ရပါတယ်။တရက်အမျိုးသမီးနိုးလာတော့ကောင်လေးကိုမတွေ့တာကြောင့်တအိမ်လုံးနေရအနှက်လိုက်ရှာခဲ့ပေမဲ့ဘယ်နေရာမှရှာမတွေ့တာကြောင့်အပြင်ထွက်ရှာခဲ့ပါတယ်။လိုက်ရှာနေရင်အိမ်ရှိကိုပြန်ရောက်သွားကကောင်လေးကိုမြင်လိုက်တာကြောင့်အပြေးသွားပြီးဘယ်တွေသွားနေတာလဲလို့မေးမြန်းလိုက်ပါတယ်။ကောင်လေးကဘာမှပြန်မပြောတာကြောင့်လက်ထဲကစာအုပ်ကိုယူလိုက်ကဖွင့်ကြည့်လိုက်တော့အထဲမှာထူးဆန်းတဲ့စာတွေနဲ့အတူ TV မှာကောင်လေးကြည့်နေကြထူးဆန်းတဲ့ပုံတွေကိုတွေ့လိုက်ရပြီးကောင်လေးဖြစ်ပေါ်လာပုံလို့ယူဆရတဲ့ပုံတွေကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကကောင်လေးကိုဒီနေ့ဘယ်သူနဲ့တွေ့ခဲ့တာလဲလို့မေးနေပေမဲ့ကောင်လေးကပြောပြဖို့ညှင်းဆန်လိုက်ပါတယ်။ကောင်လေးကသူတွေ့ဖူးသမျှအရာအလုံးကိုပုံစံတူလိုက်လုပ်နိုင်တာကြောင့်အမျိုးသမီးကအချိုတက်ကသူတို့ပုံစံတူတွေပြုလုပ်ပြဖို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒီနေ့တွေ့ခဲ့တဲ့အရာကိုပုံစံတူလုပ်ပြဖို့တောင်းဆိုလိုက်တော့ကောင်လေးလုပ်ပြတဲ့အမူအရာကြောင့်ထိတ်လန့်သွားခဲ့ပါတယ်။ကောင်လေးကကြောက်စရာကောင်းတော့အောင်မြန်မြန်ဆက်ဆန်ကြီးထွားလာခဲ့ပြီးအမျိုးသမီးကကောင်လေးအတွက်နေတိုင်းစားစရာပြင်ဆင်ပေးရပါတယ်။အမျိုးသမီးကစားစရာကိုအခန်းထဲယူစားခဲ့ရပြီးကောင်လေးကအန်ရယ်ပေးမှဆိုးတာကြောင့်အခန်းကိုထိုင်ကုန်နဲ့ပိတ်ထားရပါတယ်။အမျိုးသားဖြစ်သူကလည်းကျမ်းမာရေးချို့ယွင်းလာခဲ့ပြီးရေချိုးနိုင်ဖို့အတွက်တောင်အမျိုးသမီးကကူညီလုပ်ကင်ပေးရပါတယ်။တနက်ခင်းမှာအမျိုးသမီးကအပြင်ထွက်မဲ့ကောင်လေးနဲ့ဆုံတာကြောင့်ကောင်လေးနောက်ကနေလိုက်သွားခဲ့ပေမဲ့ကောင်လေးကခြေရဖြောက်သွားတာကြောင့်ဝင်းကပါအိမ်ရထဲမှာမျက်စိလဲလံပြောင်းနေပါတယ်။အမျိုးသားကတဲလွန်စရာနိုင်ဖို့ရှိတဲ့အားရင်တွေစူးစီးကမြေကျင်းထဲဆင်းခဲ့ကတူးဖော်နေရင်တစ်ခုခုကိုရှာတွေ့ခဲ့ပြီးတေချာစစ်ဆေးကြည့်တော့အလောင်းတစ်ခုဖြစ်နေတာကြောင့်ထိတ်လန့်ကအပေါ်ပြန်တက်ခဲ့ပါတယ်။အမျိုးသမီးပြန်ရောက်လာတော့အမျိုးသားကအပြက်ကလဲနေတာကြောင့်အိမ်ထဲဝင်ဖို့ကြိုးစားပေမဲ့အတွင်းကတော့ခတ်ထားပါတယ်။အိမ်ထဲမှာကောင်လေးရှိနေပေမဲ့ဘလောက်အော်တကားဖွင့်မပေးခဲ့ပါဘူး။မနက်ရောက်တော့အမျိုးသားရဲ့ကျန်းမာရေးအခြေအနေဆိုးရနေတာကြောင့်တေးဝအကူအညီပေးဖို့ကောင်လေးကိုတောင်းဆိုလိုက်ပေမဲ့ဘာမှမဖြစ်သလိုပြောဆိုကအပြင်ထွက်သွားပါတယ်။အမျိုးသမီးကစိတ်တက်ကြကဘာမှမတတ်နိုင်ပဲဝမ်းထဲကစောက်ရှောက်ပေးရင်အမျိုးသားရဲ့နောက်ဆုံးချိန်ကိုငိုကြွေးကနှုတ်ဆက်လိုက်ရပါတယ်
ညပိုင်းကောင်လေးပြန်လာတော့ယူလာတဲ့ပုံထဲမှာလိုအပ်တာရှာကြည့်လိုက်ပေမဲ့အလောင်းထဲတဲ့အိတ်ကိုတွေးလိုက်တာကြောင့်တုံးလုံးသွားကောင်ကိုကျွေးလိုက်ပါတယ်။ကောင်လေးကအမျိုးသားကိုအိတ်ထဲထည့်ကဆွဲသွားခဲ့ပြီးတူးထားတဲ့မြေကျင်းထဲပစ်ချလိုက်တာကိုရင်နာစွာကြည့်နေရပါတယ်။မနက်ပိုင်းမှာလမ်းလျှောက်နေတဲ့ကောင်လေးကိုအမျိုးသမီးကပေါက်စိန်ကိုယူလိုက်ကနောက်ကနေတိုက်ခိုက်လိုက်ပါတယ်။ထိတ်လန့်သွားတဲ့ကောင်လေးကလမ်းဘေးပလက်ဖောင်းကိုအပေါ်ဆွဲမကဝင်ပြေးသွားတာကြောင့်အမျိုးသမီးကပေါက်စိန်နဲ့ခံလိုက်ကလိုက်ဝင်ခဲ့ပေမဲ့ပြုတ်ကျသွားခဲ့ပြီးကောင်လေးငယ်ငယ်ကအတိုင်းပုံစံတူတယောက်ကိုတွေးလိုက်ရပါတယ်။အဲခန်းမှာအမျိုးသမီးကြီးငိုကြွေးနေတာကိုကြည့်နေရင်သူမကကြမ်းပြင်တဲ့ကိုတဖြည်းဖြည်းကျုံကျသွားပါတယ်။နောက်ထပ်ပေါ်လာတဲ့ကောင်လေးကိုကြည့်နေချိန်နောက်ကနေနန်းရံအောက်ဆွဲခေါ်သွားခံရပြီးရေချိုးကန်းထဲပြုတ်ကျသွားခဲ့ပါတယ်။ရေချိုးကန်ထဲမှာအလောင်းတစ်ခုရှိနေတာကြောင့်ထိတ်လန့်သွားချိန်လေကားပေါ်ကနေပြုတ်ကျသွားခဲ့ပြီးရှိသမျှအားရင်နဲ့အိမ်ရှိထွက်ကြည့်လိုက်တော့သူမတို့နေထိုင်နေတဲ့အိမ်ဖြစ်နေတာကြောင့်အယုတ်ကျိုးပြက်လဲကျသွားပါတယ်။ရက်အတန်ကြာအပြက်နေတဲ့အမျိုးသမီးကိုကောင်လေးကအလောင်းအိတ်ထဲထည့်လိုက်ကအမျိုးသားရှိတဲ့မြေကျင်းထဲကိုပစ်ချလိုက်ပြီးဖုံးအုပ်လိုက်ပါတယ်။မြေကျင်းနေရာကပုံမှန်မြက်ခင်းပြင်တိုင်းပြန်ဖြစ်သွားခဲ့ပြီးသူငယ်ငယ်ကအရက်တိုင်းခဲ့တဲ့အမတ်သားတွေနဲ့လူနေခဲ့တဲ့အမတ်သားတွေကိုဖျောက်ဖျက်ပြီးပြင်ဆင်လိုက်ကအမျိုးသမီးတို့ရဲ့ကားကိုယူကာဝင်းကပါအိမ်ယာထဲကနေထွက်လာခဲ့ပါတယ်။ကောင်လေးရောက်လာတော့အရင်တာဝန်ခံကသူ့ရဲ့နာမည်ကတ်ကိုဖြုတ်ပေးလိုက်ကမေ့မျောသွားပါတယ်။ကောင်လေးကအန်ဆွဲထဲကနေအလောင်းထဲတဲ့အိတ်ကိုထုတ်ယူလိုက်ကတာဝန်ခံကိုထည့်လိုက်ပြီးတစိမ့်ကတ်လိုက်ပါတယ်။ကောင်လေးကလူတစ်ယောက်လုံးထည့်ထားတဲ့အိတ်ကိုဘာမှမပါသလိုခါလိုက်ကအန်ဆွဲထဲထည့်သိမ်းလိုက်ပါတယ်။ကောင်လေးကတာဝန်ခံနေရမှာဘာမှမဖြစ်ခဲ့သလိုထိုင်နေပြီးနောက်ထပ်ရောက်လာမဲ့အိမ်ရှင်အစ်စ်တွေကိုစောင့်မျှော်နေပါတယ်။